Leo မင်္ဂလာပါကျွန်တော်နာမည်တတင် Haro Fan ကိုခေါ်ပါတယ် video like subscribe share လုပ်ပေးပါ Leo ကျွန်တော်လည်း Leo ပါ Leo ကျွန်တော် Leo ဒါ Leo တွေအားလုံးပေါ့နော် Leo all placement အတွက်နီလာတောက်ကြကျိုး rising Mars ပါဖြစ်ကျွန်တော်လည်း Leo ပါပဲကျွန်တော်ကကြာတာပဲကျိုး rising ကျွန်တော်ကလာ Leo နော်ကွင်းကတာပါမယ်အဲ့တော့2026ကကျွန်တော် sign out ပြောရနော်ငါခက်ပြီးသားအရေးကြီးတယ် sign out ပြောကျွန်တော် new earth ဆိုတော့ထွက်ပေါ်လာတယ် new earth ဆိုတာဘာလဲဆိုတော့ကဘာမြေကြီးအစ်စ်ကျွန်တော်နာမည်ကြီးစာရေးဆရာပြောပြီးပြီနာမည်ကြီးဆရာပြောပြီးပြီအဟတ်တိုလေးဆိုနာမည်ကြီးဆရာစာရေးဆရာပြောပြီးပြီ new earth ကဘာမြေကြီးကပြောင်းလဲလာလိမ့်မယ်ဆိုတာကျွန်တော်ကဘာမြေကြီးက timeline split 2026မှာ2025ရဲသူကကွဲနေပြီtimeline ကွဲနေပြီ2026မှာပိုကွဲသွားမှာဒါပေမဲ့စိတ်ပူနေ2026မှာ2026ကဘာအရေးကြီးလဲဆိုတော့ spiritual တက်ကြတယ်ပေါ့ပြီsorry ဘာအရေးကြီးလဲဆိုတော့ကျွန်တော် dark horse ရနော် Chinese calendar မှာဆို dark horse မြင်းဟိုမှာအမဲပေါ့နော်သူကအဲ့တော့တင်း2025မှာပိတ်ဆို့ထားခံရတာဥပမာproject တင် project ဘာပဲဖြစ်ဖြစ် creative project ပကြီးဟိုတင်လုပ်ချင်တဲ့ဟာတွေเนาะတင်လုပ်ချင်တဲ့ဟာတွေပိတ်ဆို့ထားနေပြီးတော့လမ်းပွင့်သွားလိမ့်မယ်เนาะအဲ့တော့ဒီနှစ်ကတော်တော်ကောင်းတယ်ဒါပေမဲ့ energy ကအရင်မြန်လိမ့်မယ်2025ထက်ပိုမြန်လိမ့်မယ်เนาะပိုမြန်လိမ့်မယ်အဲ့တော့နည်းနည်းလေးဘယ်လိုခေါ်မလဲအဲ့ဒါလေးတည်ထားဖို့ပေါ့เนาะပြီးကြတော့ AI ကိုကြောက်ဖို့မလိုဘူး AI ကလူတွေကများတော့အပြင်ဟိုပေါ့နော်ဟိုကြောက်ကြဟိုဥမာ AI ကိုမေးလိုက်ရင်ကြာထွက်လာရကိုမတိတာကြီးအများကြီးအဲ့တော့ဒါပေမဲ့ကြောက် AI ပဲကြောက်စမ်းမလို့ဘူးအဲ့ဒါကလူတိုင်းပြောပြီးတာကျွန်တော်တို့spiritualist လို့ခေါ်မှာပေါ့နော်ဆရာတွေမျိုးစုံပြောပြီးသား AI ကြောက်ဖို့မလိုဘူးကျွန်တော်ခုနပြောတယ် creative တင်ပိတ်ဆို့ထားတဲ့ landing ပွင့်သွားလိမ့်မယ်မကောင်းတဲ့လူတို့တော့မပြောဘူးတင်ဘဝမှာတိတ်ပြီးတော့တင်တဲ့ resonate frequency ပေါ့နော်ကဘာမြေရဲ့နှစ်ချမ်းကွဲသွားမယ် timeline နှစ်ခုကွဲသွားမယ်ကောင်းတဲ့လူနဲ့ဆိုးတဲ့လူလို့မပြောဘူးသူဟာနဲ့သူနေတဲ့လူတွေပေါ့နော်ဥပမာမပြောတော့ဘူးเนาะသူတို့လည်းသူတို့လမ်းကြောင်းတော့ရှိမှာပဲเนาะသူတို့ဥမာတရားထိုင်နေလူဟိုကဘာမြေကြီးဟိုဒီနာထားတဲ့လူတိုင်းကိုစာနာတဲ့လူဆိုရင်ပြန်ဒီဘက်ရောက်ဟိုတချို့လူဆိုးတွေကနည်းနည်းလေးသူတို့ဟာနဲ့သူတို့တင်ကန်းစာရလိုက်မယ်2028မှာပြန်ပေါင်းသွားလိုက်မယ်အဲ့တော့နော်2026နဲ့2029ရေးလေပြောင်းပါအဲ့တော့ energy တွေကရေးလေပြင်းထန်လိုက်မယ် DNA တင်းရဲ့ cell ထဲမှာရှိတဲ့ DNA 24လား26လားမသိဖះဟွက်ထားတာအဲ့တော့အဲ့ဓာတွေပွင့်ကုန်နေမယ်ပစ္စည်းကဗုဒ္ဓတွေပွင့်လာမယ်နော်ကွင်းကခုနလေးထွက်လာလို့ကျွန်တော်တိတ်မကြိတ်တာပြင်းရဲ့ပတ်ဝန်းကျင်မှာနည်းနည်းခိုးတဲ့လူရှိနေတယ်ခိုးတဲ့လူ robbery ခိုးတဲ့လူဆိုတာတင်းရဲ့ဥမာတင်း online ပေါ့နော်ဥမာကျွန်တော်ကြည့်ရဆိုရင်ကျွန်တော်ရဲ့ history ကတင်းရဲ့ browser history ထဲမှာပါသွားပြီနည်းနည်းလေး digital privacy လို့ခေါ်တယ်ကိုဖုန်းရဲ့ password ကိုသူများမပေးတာတို့လွယ်လွယ်နဲ့ကျွန်တော်ဆိုလဲအဲ့လိုပဲလွယ်လွယ်နဲ့ပစ်ထားဒါပေမဲ့အဲ့ဒါမကောင်းဘူးပေါ့နော်ပြီးချုံကင်းအောင်ဝန်ပြောင်းပြန်ကိုရောကပ်အသေးထွက်လာတယ် spirit cannot touch လို့ဆွဲနေ spirit 7 also energy ရနေ robbery အဲ့တော့ပါတင်းနည်းနည်းတင်ပါရှာလဲဥပမာတင်ရဲ့ YouTubeတို့တင်ရဲ့ TikTok တို့တင်ရဲ့ Facebook password တွေသူများမပေးနဲ့ပြီးတော့ဟို history ကိုတင်အပြာကားကြည့်เนาะနည်းနည်း history ကိုနည်းနည်းဖြတ်ကျွန်တော်အပြာကားကြည့်လို့အားပေးတာမဟုတ်တင်ကြည့်ရှင်ကြည့်
အဲ့လိုကျွန်တော်ပြောချင်တာအဓိကကိုယ့်ရဲ့ digital footprint လို့ခေါ်တယ်ကိုယ့်ရဲ့ခြေရာကိုဖျောက်ဖို့အောင်နည်းနည်းလေးငွေကြီးတော့ကျွန်တော်မရနိုင်ဘူးဟုတ် spirit leo တော့ leo တွေကအများကြီးပဲကျွန်တော်လည်း leo လာကျွန်တော် spirit leo ပိရှော့ဆော့ပြန်ပိရှော့ဆော့ပြန်ဒါကျွန်တော်ရဲ့ stock ကဒီစပင်း robbery နဲ့ထွက်လာကျွန်တော်မကြိုက်ဘူးတရားရောက်ကတင်ကိုလိုက်ကြည့်နေတယ်ခိုးပြီးကြည့်ပိရှော့ဆော့ဆိုတာခိုးပြီးကြည့်တာတို့တင်ရဲ့ Facebook ကို hack ပြီးတော့ဝင်ပြီးတော့ဟိုလောက်တရားလောက်တာတို့တင်ကိုချောင်းကြည့်နေတာပေါ့နော်ချောင်းကြည့်တာတို့ချောင်းရိုက်တာတို့တင်ဘာလုံးနေလဲဘာတွေကြည့်နေလဲဆိုတော့ကျွန်တော်ခုနပြောလို့ပေါ့နော်လိုက်ကြည့်နေရလို့လူမျိုးရှိတယ်ဒါပေမဲ့တင်ရကိုရောက်ကလို့ထွက်နေတင်ရကိုရောက်ကဆိုတော့အရင်ကျင်နာစိတ်ကျင်နာတရားကျွန်တော်ခုနဒီ energy ပြင် The Magician အဲ့တော့တင်ရ full power လို့ကျွန်တော်ကြားတယ် magician ဆိုတာအကောင်းဆုံး powerful အဖြစ်ဆုံးကတ်တော်မှာနော်တော်မှာ powerful အဖြစ်ဆုံးကတ်သူလိုချင်တာသူဖြစ်ချင်တာကိုသူရအောင်လုပ်နိုင်တယ်အရန်စွန့်ရင်ထက်မြက်တယ်အရန် powerful ဖြစ်တယ်ပေါ့ဗျာအဲ့တော့တရားကိုရောက်ကပ်ဆိုတော့အရန်စာနာစိတ်တရားရှိတယ်လူအဲ့တော့ကျွန်တော်ခုနပြောလို့ကဘာမြေကြီးရဲ့နှစ်ချမ်းခွဲပါမယ်2026မှာတရားကောင်းတဲ့ဘက်ကိုရောက်မယ်လို့ကျွန်တော်ရရတယ်နော်magician ဆိုတော့ကျွန်တော်ခုနပြောလို့ပေါ့တင် creative project တွေ YouTube မှာတချင်းဆိုချင်တာဖြစ်ဖြစ် YouTube မှာကိုဟင်းချက်ပြီးတော့တင်ချင်တာပဲဖြစ်ဖြစ်upload လုပ်ချင်တာပဲဖြစ်ဖြစ်အဲ့ဒီ YouTube channel ထောင်တာတို့ YouTube channel ထောင်တာမှမဟုတ်ဘူးဗျာဥပမာတင် engineer ဆိုရင်ဆိုပါစို့တင်အင်္ဂလိပ်စောက်အင်အစ်လီစောက်ကြည့်ချင်တယ်ရွာတရွာလောက်မှာမြို့နယ်အစွန်မှာပဲဖြစ်ဖြစ်အင်္ဂလိပ်တင်ကိုစောင်းမယ်ဆိုရင်ဒါကောင်းတော့လက္ခဏာ magician ဆိုတာတော်မှာ powerful ရန်ဖြစ်တဲ့ကတ်နော်1 number 1သူက7 pentacle ဒါ libra လေးရထားပါဦး libra လေးရ7 pentacleလူတွေဘာလို့လဲမသိရက်တော်တောင်းကြLibra လေးတောက်လား Libra လေးတောက်တယ် Taurus လေးတောက်တယ်အကုန်လုံးတော့ရက်တွေတော်ချရတောင်းဆော့ပြန်တောင်းဆော့ဆိုရင်မှာကောမလေးကိုဓာတ်ရီစိုက်ထားတာတော် reader ရဲ့အကုန်ပြောတယ်တောင်းဆော့နော်ဟိုဓာတ်ရီအကုန်စိုက်ထားတာကြောက်ရောက်ကဒါနဲ့စိုက်ထားတာဒါနီကုံချုပ်ပဲကွာနီကုံချုပ်ဆိုတာပြီးဆုံးသွားပြီတောင်းဆော့ပြောင်းပြန်ထွက်လာတော့ကျွန်တော်ရရတာတော့ဒီနှစ်တက်မှာကျွန်တော်ခုနပြောပိတ်ဆို့ထားတာလူမှုရေးကဏ္ဍပဲဖြစ်ဖြစ်အခြေတော့မကြောင်မရနိုင်ဘူးအခြေလည်းဖြစ်နိုင်တယ်ခိုးကြည့်ချောင်းရိုက်နေတာလို့ခိုးကြည့်နေတာလို့ဆိုတော့ဒါပေမဲ့တိတ်မကြောင်နဲ့ဘာမှကြောင်နဲ့အဲ့အမျိုးတွေကဟောပေါ့နော်ကျွန်တော် spiritualist ဆိုရင်ကျွန်တော်မဟုတ်ပဲထားလိုက်ပါတချို့တော့ဆရာတွေကိုဆိုရင်သူတို့ကနောက်ကနေလိုက်တာတို့ချုံရိုက်တာချုံကြည့်တာတို့ hacking လုပ်တာတို့မကောင်းတဲ့ black magic တွေပါပို့တာတို့ဒါလူအဲ့ဒီအချိန်မှာဆိုရင်တင်တော်ဆရာဒါလူတိုင်းတည်ထားဖို့တင်တယ် energy မှာမြင့်တဲ့ energy ရှိတယ်နေတဲ့ energy ရှိတယ်နေတဲ့ energy ကဘယ်လို frequency မျိုးမှလောက်ရှိလဲဆို15 hertz 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 frequency သူရဲ့အတန်ကိုနားထောင်ရမယ်ဆိုရင်အကွန်အတန်မျိုးလေး radio မှာနည်းနည်းလေး static ဖြစ်နေတဲ့အဲ့လိုအတန်နောက်ကနေကြားနေရတချင်း line တိတ်ချမမိရင်တ
တချင်းရဲ့နောက်မှာကြားနေရတယ်လीနော်ဆိုတော့အချိန်မရှိတော့လို့ကျွန်တော်ဟောပဲလုပ်မှာနော်နောက်အကွိုင်းဆိုမိမိလုံးနေတာကိုဆက်လုပ်သွားဖို့ပေါ့နော်မိမိအဲ့လိုမရင်းရိုင်မဲနဲ့ဆက်လုပ်သွားဖို့ပြီးတော့ဒီတာဝပြောင်းပြန်ထွက်လာတယ်တန်းဆော့ပြောင်းပြန်ထွက်လာတယ်ဆိုရင်ဥပမာတင်အလုံးမှာဥပမာတင် graphic designer နော် graphic designer ဆိုရင်မဲ့ boss ကအရင်ချုပ်ချယ်တယ်ကိုလုပ်ချင်တဲ့ creative project တွေမလုပ်ခိုင်းဘူးမင်းဒီလိုလုပ်ပါဒီအောင်ရွေးပါလားဘာကာလာလဲသူကိုသူ color theory တက်တာလားဘာဟိုနည်းနည်းလေး YouTube မှာကြည့်ပြီးတော့တင်မှာဟို graphic designer ကိုလာပြီးဆရာကြီးလုပ်ချင်တာလို့ဘာလို့တခြားဟာကြီးလည်းပြောလို့ရတယ်နော်အဲ့တော့ကျွန်တော်ချက်ချင်ရတာဒီတင်ရဲ့မိသားစုအမှန်မဟုတ်အဲ့တော့တင်ရဲ့ soul tribe ဆိုဘယ်လိုခေါ်မလဲဥပမာကျွန်တော်ဆို Gemini Venus ကြိုကလာတဲ့ star sea လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်မိသားစုနဲ့လည်းကျွန်တော် soul tribe ပဲပြုရော့ကပ်ပဲဒါပေမဲ့ဥပမာတင်ရ throat reader ဆိုရင်ကျွန်တော်လိုမျိုး light worker ဆိုရင်ကျွန်တော်ဖတ်တာကျွန်တော် frequency ညီတယ်ပေါ့ဗျာ frequency ညီတယ်အဲ့တော့ဒီလိုပြောတာနောက် level တင်ပြီနောက် job ပေးဖို့တင်ပြီဒီမထက်ခွာတရွေးတော့တင်ဒီလိုမျိုးတွေအချစ်ရေးဆိုရင်ဒါ page shortcut ပြောင်းပြန်ဆိုတော့ကျွန်တော်ရနေရpage shortcut ပြောင်းပြန်အောင် page shortcut ပြောင်းပြန်အောင်ဆိုတော့ကျွန်တော်မကြိုက်ဘူးဆိုတော့Taurus ကိုလည်းကျွန်တော်ပြောရတယ်တိတ်ပြီးတော့နောက်ကြောပေးဖို့ပေါ့နော်နောက်ကြောပေးဖို့ကြည့်ဦးတယ်မှာ